အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့ရွေးကောက်ပွဲအလွန်ကာလမှာပြည်သူရဲ့ရွေးချယ်မှုနဲ့အတူတက်လာတဲ့အစိုးရတစ်အနေနဲ့စိန်ခေါ်မှုအသစ်တွေများစွာကြုံတွေ့လာရနိုင်တယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်တကယ်တော့ကျွန်တော်နိုင်ငံရဲ့လက်ရှိအနေအထားအရရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီးတော့ဆက်လက်ကျင်းပနေတာဖြစ်တယ်အခုလာမယ့်ဇန်နဝါရီ25ရက်နေ့ဆိုရင်ရွေးကောက်ပွဲအပိုင်း၃ကိုကျင်းပတော့မှာဖြစ်တာကြောင့်ရက်ပိုင်းပဲလိုတော့တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲအပိုင်း၃ပိုင်းလုံးပြီးသွားပြီဆိုရင်မတ်လထဲမှာလွှတ်တော်ခေါ်မယ်ပြီးရင်ဧပြီလထဲမှာအစိုးရတစ်တရဲ့ပေါ်ပေါက်လာပြီးတော့နိုင်ငံရဲ့ရန်တရားတွေအကုန်လုံးကိုဥဆောင်လက်ပတ်တော့မှာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲပြီးကန်နီးလာတာနဲ့တပြိုင်နက်တည်းမှာပဲမြန်မာနိုင်ငံကိုပြည်တွင်းပြည်ပထိုးနှက်ချက်တွေမျိုးစုံကြုံတွေ့နေရတယ်လို့ပြောရမှာဖြစ်တယ်ပြည်တွင်းမှာရှိတဲ့လက်နက်ကင်တွေရဲ့အဓိကထိုးနှက်ချက်ကတော့အခုကျင်းပနေတဲ့ရွေးကောက်ပွဲကိုအတိုင်းအတာတစ်ခုထိနှောင့်နှေးအောင်ကျင်းပလို့မရအောင်တက်စီးအောင်လုပ်ဖို့နဲ့လက်ရှိနိုင်ငံတာဝန်ကိုယူထားရတဲ့အစိုးရအဖွဲ့အနေနဲ့အုပ်ချုပ်မှုရန်တရားတွေလည်းပတ်လို့မရအောင်ထိုးနှက်တိုက်ခိုက်ဖို့ပဲဖြစ်တယ်။ဒါကြောင့်လည်းဗမော်လိုနေရာမျိုးရွေးကောက်ပွဲအပိုင်း၃မှာပါမလာတော့တဲ့အခြေအနေတွေမန်စီကလည်းရွေးကောက်ပွဲအပိုင်း၃ထဲမှာပါတယ်ဆိုပေမဲ့လုံခြုံရေးအတွက်အပြည့်အဝမထိန်းချုပ်နိုင်သေးတဲ့အခြေအနေမျိုးတွေလမ်းမောက်ကလည်းမြို့တစ်ဝက်လောက်ပြန်ရပြီဆိုပေမဲ့နယ်မြေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကိုအပြည့်အဝမထိန်းချုပ်နိုင်သေးတဲ့အခြေအနေမျိုးတွေစသဖြင့်ရှိနေတာဖြစ်တယ်လို့ UEC အနေနဲ့လည်းရွေးကောက်ပွဲအပိုင်း၃မှာမပါဝင်လာနိုင်တဲ့မြို့တွေကိုလည်းထပ်မံပြီးထုတ်ပြန်ထားတာဖြစ်တယ်။ဒီတို့ပင်ဆိုစေရွေးကောက်ပွဲအပိုင်း၁နဲ့၂ကိုအောင်မြင်စွာနဲ့ကျင်းပပြီးစီးနိုင်ခဲ့ပြီဖြစ်တာကြောင့်အစိုးရတစ်တရက်ကိုအောင်မြင်မြင်နဲ့အကောင့်ထဲပေါ်ဖွဲ့စည်းနိုင်နေပြီလို့ပြောရမှာလည်းဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ပြည်ပထိုးနှက်မှုတွေလက်ရှိမှာမြန်မာနိုင်ငံအနေနဲ့ ICJ မှာဂမ်ဘီယာနိုင်ငံရဲ့ genocide လို့ဆွဆွဲချက်နဲ့ပတ်သက်ပြီးတော့ရှောင်လွှဲနေရတဲ့အချိန်ပြီးတော့အာဆီယံနိုင်ငံတချို့အထူးသဖြင့် OIC ရဲ့ကြောထောက်နောက်ခံနိုင်ငံတချို့နဲ့အနောက်ရိန်းတဲ့နိုင်ငံတချို့ရဲ့မြန်မာနိုင်ငံအပေါ်မှာပြည်တွင်းဝင်ရောက်ဆွတ်ဖက်မှုတွေလုပ်လာပြီးတော့ခက်စိတ်စိတ်ထိုးနဲ့တိုက်ခိုက်လာတာတွေဟာရွေးကောက်ပွဲအလွန်အစိုးရတစ်တရဲ့အတွက်တကယ်ကိုကြီးမားတဲ့ challenge တွေလို့ပြောလို့ရတယ်။တေချာပေါက်ရင်ဆိုင်ရမှာလည်းဖြစ်တယ်။အမြင့်သာဆုံးထပ်ပြောရရင်ဒေသတွင်းအာဆီယံနိုင်ငံတွေဖြစ်ကြတဲ့တီမောလိုနိုင်ငံရဲ့နှစ်ချက်ကွက်နင်းလာခဲ့တဲ့လုပ်ရက်တွေမြန်မာနိုင်ငံပေါ်မှာအမြဲတမ်းခနောက်ဆန်ပြီးဘလိုမျိုးဝင်နောက်ရမလဲလို့အမြဲစဉ်းစားနေတဲ့မလေးရှားလိုနိုင်ငံမျိုးတွေကမြန်မာနိုင်ငံရဲ့လက်ရှိရွေးကောက်ပွဲကိုအတိအမှတ်မပြုပါဘူးဆိုပြီးတော့ပြောလာတာတွေစသဖြင့်ဒီအကြောင်းအရာတွေအားလုံးကိုခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံအပေါ်မှာပြည်တွင်းပြည်ပထိုးနှက်ချက်တွေအထူးသဖြင့်ပြည်ပနိုင်ငံတချို့ရဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုရည်ရွယ်ချက်ရှိဝင်ရောက်ထိုးနှက်လာတဲ့သဘောဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့အချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့နိုင်ငံအနေနဲ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာကိုလေးလာစောင့်ကြည့်ဖို့တသမန်လမ်းကြောင်းအရာတရားဝင်ဖိတ်ကြားထားခဲ့တာဖြစ်တယ်ဆိုတော့ကိုယ်နိုင်ငံရဲ့အရေးဖြစ်တာကြောင့်ကိုယ်နိုင်ငံရဲ့ပြည်သူတွေနဲ့ပဲဆိုင်တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လေနိုင်ငံတော်အေဂျင့်တရားရေးနဲ့လုံခြုံရေးကောင်စီရဲ့ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြတ်သားသားပြောထားခဲ့ပြီလေဖြစ်ပါတယ်အဲ့တော့လက်ရှိအစိုးရအနေနဲ့ကျင်းပနေစေဖြစ်တဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲအလွန်နိုင်ငံရဲ့ရန်တရားကိုအောင်မြင်စွာနဲ့အကောင့်ထဲပေါ်နိုင်ဖို့အတွက်အခုလိုမျိုးပြည်တွင်းပြည်ပစိန်ခေါ်မှုတွေကြားထဲကနေအကောင်းဆုံးလှုပ်ဆောင်နေတဲ့အချက်ကလည်းတကယ့်ကိုချီးကျူးရမှာဖြစ်တယ်လို့တက်လာမဲ့အစိုးရသစ်အနေနဲ့တေချာပေါက်ကြုံတွေ့ရမဲ့ပြည်ပနိုင်ငံတချို့ရဲ့စိန်ခေါ်ထိုးနှက်မှုတွေကိုဘယ်လိုမျိုးကင်တွယ်ဖြေရှင်းမလဲပြည်သူလူထုစားဝတ်နေရေးတက်တာချောင်ကြီးရေးအတွက်ဘယ်လိုမျိုးပုံဖော်သွားမလဲဆိုတဲ့အချက်တွေကိုတေချာပေါက်ထည့်သွင်းစဉ်းစားထားရလိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်